အားလုံးပဲမင်္ဂလာပါTikTok မှာရော YouTube မှာရော Facebook မှာရောခေတ်စားနေတဲ့ဒီကျွန်တော်တို့ automation အပိုင်းပေါ့နော်ဒီမှာကတော့ကျွန်တော်က NAN ကိုသုံးပြီးလုပ်ပြမှာပေါ့နော်ဒီထဲမှာကျွန်တော်တို့ဒီမှန်ရင်ဘယ်ကိုသွားမှားရင်ဘယ် state ကိုသွားနောက်ပြီးရရင်ဘာကိုဘယ်လိုလုပ်ဆိုတဲ့ဟာမျိုးဖြည့်ရတာတွေနောက်ကျွန်တော်တို့ဒီ API key ယူရတဲ့ပုံစံမျိုးတွေဒီလိုဟာမျိုးတွေတော့ရှိတယ်ပေါ့နော်ပုံမှန်အဖြစ်ကကျွန်တော် code တွေရေးတတ်မှဘာမှမဟုတ်ဘဲနဲ့ဒီဟာမျိုးကြတော့ကျွန်တော် workflow တစ်ခုတိစောက်ပြီးတော့ကျွန်တော်တို့ဒီကနေပြီးတော့အချိန်သတ်မှတ်ထားလို့လည်းရတယ်ဒါမှမဟုတ် Telegram ကနေပြီးတော့ Telegram bot တစ်ခုကိုယူပြီးတော့လည်းဘယ်ချိန်မှာစာပို့လိုက်တာနဲ့ဒီကနေပြီးတော့ဘာတွေတစ်ဆင့်ပြီးတစ်ဆင့်လုပ်ပြီးတော့ Telegram ပြန်ပို့ပေးပါဆိုတဲ့ဟာမျိုးတွေအဆင့်ထိကိုလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအကျဉ်းမြင့်ပေါ့နော်အခြေခံအဆင့်လေးပေါ့ကျွန်တော်လည်းလေ့လာထားသလောက်ကိုပြန်ပြီးတော့sharing ပြန်လုပ်ပေးတော့မယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဟာကိုစပြီးတော့လုပ်တော့မယ်ဆိုရင် email တစ်ခုနဲ့ပေါ့နော် email တစ်ခုနဲ့တွားပြီးတော့ကျွန်တော်တို့ဒီမှာလာပြီးတော့အသစ်တစ်ခုလုပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် email တစ်ခုခုပေါ့နော်company email မဟုတ်လည်းရပါတယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် email တစ်ခုခုနဲ့လာပြီးတော့ဒီမှာ account ဖွင့်လိုက်မယ်ပေါ့နော်ဆက်ချင်းမှာဆိုရင်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ဒီဖွင့်လိုက်တဲ့ email စီကိုကျွန်တော်တို့ကုတ်ပို့ပေးလိမ့်မယ်ပေါ့နော်ကုတ်ကိုကြည့်ပြီးတော့ဒီမှာလာပြီးဖြည့်ရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ name ရယ် password ရယ် account name ရယ်ဖြည့်ပေးရမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ user name တို့ဘာတို့ဘာတခုဖြစ်တာတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီ account create လုပ်တာတော့ရပြီเนาะအဲဆိုရင်ကျွန်တော်တို့ကဒီမှာသူအထက်ကိုရောက်မယ်ဆိုရင်ပေါ့เนาะဒီမှာ set up လေးတစ်ခုလုပ်ပေးရရှိတယ်သူမိရလေးတွေဖြည့်အောင်ပဲပေါ့เนาะအဲ့ဒါဖြည့်ပြီးသွားရင်တော့ကျွန်တော်တို့စပြီးတော့သုံးလို့ရတဲ့ template တစ်ခုပေးပါလိမ့်မယ်ဒါပြီးတော့ဒါ invite email ကတော့ကျွန်တော်တို့ဒီတခြားလူတွေကို invite ရှင်လုပ်လို့ရပါဒါပေမဲ့ကျွန်တော်ကလောလောဆယ်တယောက်တည်းပဲသုံးမှာစမ်းသုံးမှာဖြစ်တဲ့ skip ကိုပဲနှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာလာပြီးတော့start automating ကိုရွေးလိုက်တာနဲ့သူကနေပြီးတော့ကျွန်တော် template တစ်ခုပေါ့เนาะtemplate တစ်ခုကိုသူကအရင်ဆုံးပေါ့နော်နမူနာပြထားပြီးတယ်အခုလိုမျိုးပေါ်လာရင်တော့ကျွန်တော်တို့ကဒီမှာ run like demo ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီမှာချက်နှိပ်လိုက်မယ်ပေါ့နော်ကျန်တဲ့ဒီဘက်ကဟာကတော့ကျွန်တော်တို့အကျဉ်းဆွဲထားတာပါညာပေါ့နော်လောလောဆယ်မှာကတော့ကျွန်တော်တို့အစမှာခဏကြည့်ကျင်တာဖြစ်တဲ့အတွက်ဒီဟာကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာဆက်ချင်းမှာပေးထားတဲ့အစမ်းပြထားတဲ့ template ပေါ့နော်ဒီမှာဆိုရင်တော့သူကအရင်ဆုံးဒီ chat ထဲမှာပေါ့နော် message ရေးမယ်ပေါ့ပြီးတော့ရင်အဲ့ chat က message ကိုလက်ခံပြီးကျွန်တော် AI agent ကိုပို့မယ်ပြီးတော့ရင်ကျွန်တော်တို့ကဒီမှာ open AI model နဲ့ချိန်ထားရပါတော့သူရဲ့ဒီ message ပို့လိုက်တဲ့ဟာတွေကိုဒါနဲ့လုပ်တယ်ပေါ့ပြီးကြရင်သူမှတ်ထားပြီးတယ်ပေါ့နော်ကျွန်တော်တို့ simple memory ပေါ့မှတ်ထားပြီးတော့ခါကြတော့ကျွန်တော်ဒီ BBC News တို့ဒါတို့ယူပြီးတော့ခါကြတော့သူကပြောချင်တာဗျာကျွန်တော်တို့ပေးလိုက်တဲ့ message တစ်ခုကနေလက်ခံပြီးတော့သူကရှာဖွေရေးတွေပါလှုပ်သွားပြီးတော့ခါကြတော့ကျွန်တော်တို့ဒီမှာလာပြီးတော့ဒီ app ကနေပြီးတော့ပေါ့နော်ကျွန်တော်တို့လိုတဲ့ဟာတွေအကုန်ဥပမာ Telegram ကိုပို့မှာလား email ကိုပို့ပေးရမှာလားဒါတွေကိုထပ်ပြီးတော့ချိတ်ဆက်လို့ရတယ်ပေါ့နော်ဒါတော့ဒါသူအစမ်းလုပ်ထားတဲ့ flow ပေါ့နော်အဲ့တော့ပုံမှန်အဖြစ်ပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့တွေကဒီ Telegram bot တစ်ခုကနေပြီးတော့စာပို့လိုက်ရပေါ့နော်ငါ့ကိုဒီဘယ်ဟာနဲ့ပတ်သက်တဲ့သတင်းတွေရှာပေးပါပြီးကြရင်ပြန်ပို့ပေးပေါ့နော်ပြီးကြရင် AI prompt တွေပါထုတ်ခိုင်းပြီးတော့ကျွန်တော်တို့ email တွေပါတခါလဲတွဲပြီးတော့တင်လို့ရတဲ့အဆင့်ထိပေါ့နော် email ဆိုရင်လည်းအဲ့လိုပဲကျွန်တော် API အနေနဲ့ချိတ်ပြီးတော့ဒီဥမာ store တွေဘယ်လောက်ကျန်တာမျိုးတွေသိရမလားကျွန်တော်တို့ဒီရောင်းတဲ့ဥမာထားပါတော့ဟို store ရေးတော့ဘယ်လောက်ရှိလဲပေါ့နော်ဒါတွေကိုတစ်ပတ်တစ်ခါဖြစ်ဒါမှမဟုတ်တစ်ရက်တစ်ခါဖြစ်မနေ့တိုင်းမှာကျွန်တော်တို့ဒီဟာကိုပိုင်ရှင်ရဲ့ဒီဖုန်းထဲကဒီ Telegram ထဲကိုပို့ပေးပါဆိုရင်ပိုင်ရှင်က software တွေပါဝင်ကြည့်ကြမလို့ဘူးပေါ့ဗျာသိရမလားဒီကနေပြီးတော့ပဲသူ auto ပို့ပေးနေမှာပေါ့အချိန်နဲ့လည်းလုပ်ထားလို့ရပါတော့တစ်ရက်ကိုတစ်ခါပို့ပေးပါတော့သူ auto လုပ်နေမှာပေါ့လောလောဆယ်မှာတော့ဒါကကျွန်တော်တို့ဒီမှာlocal နဲ့ send တဲ့ပုံစံမျိုးပေါ့နော်တကယ်လို့အဆင်ပြေသွားပြီဆိုတော့ကျွန်တော်တို့ publish ကိုလုပ်ရမှာနော်သူ့မှာလည်း pricing တွေရှိပါတယ် pricing တွေကဒီကျွန်တော်တို့ဒေါ်လာဘယ်လောက်ပေါ့နော်အဲ့ဒါတွေနဲ့ဝယ်သုံးတဲ့ဟာမျိုးရှိပုံမှန်ကတော့ဒါကျွန်တော်တို့လောလောဆယ် send လို့ရတဲ့ဟာမျိုးအဆင့်လောက်ပဲရှိရယ်ပေါ့နော်အဓိကတော့ဒီ workflow တွေကိုဘယ်လိုလုပ်လဲဆိုတော့နားလည်သွားရင်တော့ဒီမိတ်ဆွေတို့အနေနဲ့အကုန်လုံးပေါ့နော်သိသွားလိမ့်မယ်ပေါ့နော် programming code တွေမပါဘဲနဲ့ဥပမာ logic ကတော့ဗျာမှန်ရင်ဘယ်ကိုသွားရမလဲမှားရင်တော့ဘယ်ဥပမာဒီအဆင့်နာ confirm အဆင့်နာမှန်သွားရင် Facebook ကို post တင်လိုက်မယ်မှားသွားရင်တော့ဒီတိုင်းပဲပြန်ထွက်ပြီးတော့ပြန်ရှာမလားဒီလိုမျိုးအဆင့်တွေနောက်ပြီးတော့ဒီချိတ်ဆက်ပုံ key တွေချိတ်ဆက်ပုံတွေဒါတွေကိုလာနားလည်မယ်အလုပ်လုပ်ပုံတွေကနားလည်မယ်ဆိုရင်ဗျာဒီ NAN နဲ့ workflow automation ကပြောရမယ်ဆိုနားလည်ရလွယ်ကူတယ်ပေါ့နော်တချို့ခက်ခဲတဲ့အပိုင်းတွေကတော့ရှိပါတယ်ကျွန်တော်လည်းဒါလေ့လာနေတုန်းပဲဆိုတော့လေတချို့ခက်ခဲတဲ့အပိုင်းတွေကတော့ရှိလိမ့်မယ်ဒါကတော့ဒါကိုအထူးပြုပြီးလေ့လာတဲ့သူတွေအတွက်ကတော့ပိုပြီးသိလိမ့်မယ်ပေါ့နော်
ကျွန်တော်တို့ဒီပုံမှန်စမ်းသက်တဲ့လူတွေစမ်းပြီးတော့လာသုံးတဲ့လူတွေအတွက်ကတော့ဗျာပုံမှန်အပြည့်ဒီကနေဘယ်လိုလုပ်သွားတယ်ဒီလောက်ပဲသိရင်ကိုအဆင်ပြေရောပေါ့နော်ကိုလုပ်ငန်းမှာကိုယ့်အနက်ကိုလေးထည့်သုံးလို့ရတဲ့ပမာဏထည့်သုံးလို့ရတဲ့အဆင့်ရှိပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့အနေနဲ့ဒါကတော့သူပေးထားတဲ့ template ပေါ့နော်ကျွန်တော်တို့အသစ်ဘယ်လိုပြန်ဆောက်သွားမလဲဆိုတာကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်ရှင်းပြပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာဗီဒီယိုလည်းတအားကြီးရှည်သွားမှာဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်တစ်ပုဒ်မှာတော့ဒီတိထိုက်တဲ့ဒီ workflow ရဲ့အခြေခံလေးတွေပေါ့နော်အလုပ်လုပ်ပုံလေးတွေကိုကျွန်တော်ပြီးကြရင်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်ရှင်းပြပေးသွားမယ်အခုလောလောဆယ်မှာတော့ဒီ account ဖွင့်လိုက်တာရယ်အခုအစရောက်လာတဲ့အဆင့်အထိပဲကျွန်တော်လုပ်ပြပေးထားတယ်အားလုံးကျေးဇူးပါနောက်ဗီဒီယိုမှာကျွန်တော်တပီတော့ပြန်ရှင်းပြပေးပါမယ်